ဟိုနောက်ကင်းအောင်ဝေါကျယ်ရောကဘာပေါ်မှာဝင်ငွေအကောင်းဆုံးမိုဘာဂိမ်းတစ်ခုအဖြစ်ရက်တည်နေပြီးတော့မှတရုတ်နိုင်ငံမှာအရက်နာမည်ကြီးပါတယ်2015ခုနှစ်မှာတဲဆန်ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ် Timi Studio နဲ့ထုတ်လုပ်ဖန်တီးခဲ့ပြီးတော့မှစတင်ထုတ်လုပ်ချိန်မှာတော့ Liquid Legend PC Mobile Gameplay Combat တွေကို inspire အဖြစ်ယူပြီး mobile အတွက် automate လုပ်ထားတာဖြစ်ပါတယ်အစပိုင်းမှာတရုတ်အတွင်တာလမ်းလောက်ခဲ့ပြီးတော့မှဝေါကျယ်ရောဆိုတဲ့နာမည်နဲ့လူကြိုက်များတာဖြစ်ခဲ့ပါတယ်2019ခုနှစ်မှာတော့နိုင်ငံတကာအတွက် Arena Valor ဆိုတဲ့ version ကိုထုတ်ခဲ့ပေမဲ့ China version တော့မအောင်မြင်ခဲ့ပါဘူးနောက်ပိုင်းမှာတော့တဲဆန်နဲ့နေပြီးတော့မှတဲဆန် Global version ကိုပြန်လည်ပြင်ဆင်ပြီးတော့မှ Honor ကင်းဖြစ်နိုင်ငံများစွာမှာ Africa release လုပ်ခဲ့တာဖြစ်ပါတယ် Honor ကင်းဟာ Mobile Game Robot History ထဲမှာအမြင့်ဆုံးတစ်ခုဖြစ်ပြီးတော့မှ2020ခုနှစ်မှာတစ်နှစ်လျင်2ဘီလီယံဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်စုစုပေါင်းဝင်ငွေဟာ10ဘီလီယံကျော်လွန်ပြီးသားဖြစ်ပါတယ်တဲဆန်ရဲ့အကြီးမားဆုံး Game Income Source တစ်ခုဖြစ်ပါတယ်